မင်္ဂလာပေါင်းနဲ့ပြည့်စုံသောနှစ်တစ်ဖြစ်ပါစေရှင်မျိုးသားများနဲ့ချင်းလင်းပြည်သူများခင်ဗျာ2023ခုနှစ်နှစ်ဟောင်းကုန်ဆုံး၍2024ခုနှစ်နှစ်တစ်သို့ရောက်ရှိလာပြီဖြစ်ပါတယ်ဒီနှစ်တစ်အခါသမယမှာဘုရားသခင်ကအမိမေချင်းလန်းကိုကောင်းချီးပေးပါစေကြောင်းချင်းလူမျိုးတို့အပေါ်စိတ်သက်ခွန်အားဝိညာဉ်ခွန်အားကာယခွန်အားများတွန်းလောင်းချပေးပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်2023ခုနှစ်မှာချင်းလူမျိုးတို့ဟာနာကြီးမှုဝမ်းနည်းပူဆွေးမှုရှုံမှုများကြုံတွေ့ခဲ့ကြပေမဲ့စီရေးကဏ္ဍမှာအာဏာရှင်စစ်တပ်ရဲ့ထုစစ်ဆင်တိုက်ခိုက်မှုများကိုတွန်းလှန်တိုက်ခိုက်နိုင်တဲ့အပြင်ရန်သူကိုတံပြန်ထုစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ကြပြီးနိုင်ငံရေးကဏ္ဍမှာချင်းလူမျိုးတို့ရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုလက်တွေ့ကျင့်သုံးနိုင်ရန်အတွက်ချင်းပြည်ချင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရည်ဆွဲပြဋ္ဌာန်းကချင်းလန်းကောင်စီကိုဖွဲ့စည်းနိုင်ခဲ့ပါတယ်။ခက်တဲ့ချင်းသမိုင်းမှာချင်းလန်းတိဆောက်ရေးနဲ့ချင်းမျိုးသားတိဆောက်ရေးအတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုချမှတ်နိုင်ခဲ့ကြပါတယ်။ချင်းမျိုးသားများနဲ့ချင်းလန်းပြည်သူများခင်ဗျာ2024ခုနှစ်ဟာချင်းလူမျိုးတို့အတွက်အလွန်အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။ဒီနှစ်တဲ့အခါသမယမှာအရေးကြီးအကောင်အထည်ဖော်ဆောင်ရမယ့်အချက်၄ချက်ကိုပြောကြားလိုပါတယ်ပထမအချက်ကတော့စစ်အာဏာရှင်စနစ်ကိုအမြင့်ပြတ်ချေမှုန်းပဲဖြစ်ပါတယ်အာဏာရှင်စနစ်ဖျက်သိမ်းနိုင်ရေးအတွက်ဒီစနစ်ကိုကြောထုတ်နောက်ခံပေးနေတဲ့စစ်တပ်နဲ့၎င်းရဲ့ရန်တရားတစ်ခုလုံးကိုချေမှုန်းဖို့လိုအပ်ပါတယ်တိုင်းပြည်တစ်ခုမှာစစ်တပ်လိုအပ်တယ်ဆိုတာလူတိုင်းနားလေသဘောပေါက်ပါတယ်ဒါပေမဲ့အဲ့ဒီစစ်တပ်ဟာပြည်သူနဲ့တိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်မဟုတ်ပဲပြည်သူကိုဖြစ်နိုင်နှင်ပန်းတပ်ဖြတ်တဲ့စစ်တပ်တိုင်းပြည်ကိုအတင်းအဓမ္မအုပ်ချုပ်တဲ့စစ်တပ်ဖြစ်နေခဲ့လို့ရှိရင်ပြည်သူလူထုကပဲအမြင့်ပြတ်တဲ့အထိတွန်းလှန်တိုက်ထောက်ရမှာဖြစ်တယ်ဒီကနေ့ပြည်တော်စုမြန်မာနိုင်ငံကိုနှစ်ပေါင်း60ကျော်အုပ်စိုးနေတဲ့စစ်တပ်ဟာတိုင်းပြည်စည်ရင်မွေးတည်သွားအောင်လှုပ်ဆောင်ခဲ့တဲ့စစ်တပ်ဖြစ်ပါတယ်ပြည်သူပြည်သားတွေကိုဖြစ်နှိပ်နှင်ပန်းတပ်ဖြတ်လူရတဲ့စစ်တပ်ဖြစ်ပါတယ်တိုင်းပြည်ကိုရသက်ပါအုပ်ချုပ်နိုင်ရေးအတွက်စစ်စင်းရင်းခံဖွဲ့စည်းပုံအခြေခံဥပဒေကိုရည်ဆွဲပြဋ္ဌာန်းပြီးဖြစ်နှိပ်အုပ်ချုပ်တယ်ပြည်သူရဲ့ဆန္ဒကိုကြည်စာနဲ့တုံ့ပြန်တဲ့စစ်တပ်ဖြစ်ပါတယ်ဒါကြောင့်ဒီလိုစစ်တပ်ကိုအမြင့်ပြည့်ဒီအထိတိုက်ခိုက်ချေမှုန်းကြမှာဖြစ်ပါတယ်ဒါဟာချင်းလူမျိုးနဲ့ပြည်တော်စုမြန်မာနိုင်ငံသားအားလုံးတဆိတ်မတ်မတ်လှောက်ဆောင်ရမယ့်တမိုင်းပေးတာဝန်ပဲဖြစ်ပါတယ်ချင်းမျိုးသားများနဲ့ချင်းလက်ပြည်သူများခင်ဗျာဒုတိယချက်ကတော့ချင်းမျိုးသားပိုင်းတဲ့နယ်မြေကိုကာကွယ်စောင့်ရှောက်ရေးဖြစ်ပါတယ်ချင်းပြည်ချင်းလက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာချင်းပြည်ချင်းလက်အတွင်းရှိပြည်သူလူထုသည်ချင်းပြည်ချင်းလက်အချုပ်ချာအာဏာ၏မူရင်းပိုင်ရှင်ဖြစ်သည်လို့ဖော်ပြထားပါတယ်ဒါကြောင့်ချင်းမျိုးသားပိုင်းတဲ့နယ်မြေနဲ့ချင်းမျိုးသားတရက်လုံးကိုကာကွယ်စောင့်ရှောက်ရေးဟာချင်းလူမျိုးတိုင်းရဲ့အမျိုးသားရေးတာဝန်တရက်ဖြစ်ပါတယ်ယခုအခါချင်းလန်းရဲ့နေမြေအများစုကိုချင်းမျိုးသားတပ်မတော်နဲ့ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့များကစုမိုးထိန်းချုပ်နေပြီဖြစ်ပါတယ်ဒီလိုထိန်းချုပ်နိုင်ခြင်းဟာပြည်တွင်းပြည်ပချင်းလူမျိုးအားလုံးကြာရကနာကနေပါဝင်တက်ကွဝင်ခဲ့ကြလို့ဖြစ်ပါတယ်ဒါပေမဲ့ချင်းမျိုးသားတို့ရဲ့ပိုင်တဲ့နေမြေအစိတ်ပိုင်းတချို့ကိုအကြမ်းဖက်စစ်တပ်ကအကျူးကျော်အုပ်ချုပ်နေစေဖြစ်တယ်မိမိတို့ဟာဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးအတွက်နှစ်ပေါင်း80ကျော်ကျူးပန်းခဲ့ကြပေမဲ့လို့စစ်အာဏာရှင်တွေရဲ့ဟန်တာနှောက်ယှက်ဖျက်ဆီးမှုကြောင့်ယနေ့ထိတိုင်မတည်ဆောက်နိုင်သေးပါဘူးချင်းလန်းဟာပြည်လုံးစာချုပ်မချုပ်စုမီကအချိန်ကာလအတိုင်းအချုပ်ချာအာဏာနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပြည်ထောင်တစ်ခုဖြစ်ပါတယ်ဒါကိုချင်းပြည်ချင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမှာအတိအလင်းပေါ်ပြထားပါတယ်ဒါကြောင့်မိမိတို့နေမယ်အတွင်းမှာရှိတဲ့ကျူးကျော်သူအာဏာရှင်စစ်တပ်ကိုအပြည့်ပိုင်တိတ်ထုတ်သွားမှာဖြစ်တယ်ချင်းမျိုးသားများနဲ့ချင်းလက်ပြည်သူများခင်ဗျာဒါတရားချက်ကတော့အမျိုးသားကိုယ်ပိုင်တရားခံခွင့်အာမခံချက်ရှိတဲ့ချင်းလန်းတည်ဆောက်ရေးဖြစ်ပါတယ်ချင်းလန်းကောင်စီဖွဲ့စည်းရခြင်းရဲ့အဓိကအကြောင်းရင်းကတော့အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ချင်းလန်းတည်ဆောက်ရေးအများစုအောင်ပွဲခံနိုင်ဖို့ဖြစ်တယ်ချင်းလန်းကောင်စီကိုချင်းမျိုးသားများနဲ့ချင်းလန်းပြည်သူအားလုံးဝိုင်းရံပံ့ပိုးကြမှာဖြစ်ပါတယ်ချင်းမျိုးသားရေးလှုပ်ရှားမှု
哈，也阿苏的龙苏西马达林，阿星阿红呢，提要说，带 boy 为那么ဖြစ်的。前来的少爷呢，前面打的少爷对，前说的没有打苏西木呢，你呀多加马达林，这里开嘛的，也阿古的少奶嘛ဖြစ်的。前面打多来一看嘛，阿高马达，前来的少爷股，好少奶嘛ဖြစ်吧的。前来乌龟表爷，前来欧臭爷，前来第二是龙安面上爷对，前来讲是啊，前来说到，前来苏亚会，前来第二说到臭豆股。မကြမီဖွဲ့စည်းထူထောင်တော့မှာဖြစ်ပါတယ်။ချင်းလင်းဒီဆောက်ရေးမှာချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူတရက်လုံးတက်ညီလိုက်ညီတာဝန်ထမ်းရွက်ကြမယ်လို့ယုံကြည်ပါတယ်။ချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူများခင်ဗျာစရုပ်ထအချက်ကတော့နိုင်ငံရေးနဲ့မျိုးသားရေးတန်းတူရေးအမတ်ခံချက်ရှိတဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပါတယ်။ချင်းလင်းကောင်စီအနေနဲ့ Federal ပြည်ထောင်စုတည်ဆောက်ရေးအတွက်တိုင်းနယ်လက်နက်ကဖွဲ့စည်းများ EAOမြို့သားညီဦးရေးစုရ NUG ဘီတုကာကိုရေးတပ်ဖွဲ့များနဲ့ရှေ့ရေးနိုင်ငံရေးမှာဟန်ချက်ညီအတူတကွတိုက်ပွဲဝင်နေရှိပါတယ်။ကချင်ပြည်လွတ်လပ်ရေးဖွဲ့ KIO ကရင်အမျိုးသားအစည်းအရုံး KNU ကရင်မျိုးသားတွတ်တက်ရေးပါတီ KNPP ချင်းမျိုးသားတပ်ဦး CNF တို့ K3C မှာစုစည်းပြီးအတူတကွလက်တွဲဆောင်နေတယ်လို့ဗဟိုကွက်ကဲနဲ့ပေါင်းဆက်ညှိနှိုင်းရေးကော်မတီ C3C မှာစုစည်းပြီးစစ်ကောင်စီကိုပူပေါင်းတိုက်ခဲလည်းရှိပါတယ်။ညီနောင်မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ဒါမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ရခိုင်တပ်တော် AA တို့က10-20စစ်စင်ရေးကိုပြုလုပ်ပြီးတော်လှန်ရေးကိုအားကောင်းစေတဲ့အတွက်မဟာဗျူဟာထိုးစစ်အသွင်ကိုနိုင်ငံတော်ဝန်ဆင်နွှဲလာနိုင်ပြီဖြစ်ပါတယ်။ဒီအချိန်ကာလဟာရှေ့အာဏာရှင်စနစ်အမြင့်ပြတ်ချီးမွမ်းရေးအတွက်အကောင်းဆုံးသောအချိန်ဖြစ်တယ်လို့မိမိတို့နှစ်ပေါင်းများစွာမျှော်လင့်တောင့်တခဲ့တဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက်အကောင်းဆုံးသောအခွင့်အလမ်းဖြစ်ပါတယ်။ဒီအခွင့်အရေးကိုအမိအဆောက်ကန်ပြီးတော်လှန်တိုက်ပွဲဝင်နေကြတဲ့အဖွဲ့အစည်းများအားလုံးစုစည်းနဲ့ပူးပေါင်းတိုက်ပွဲဝင်ဖို့လိုအပ်ပါတယ်။တတိထောင်စနစ်နဲ့အာဏာရှင်စနစ်ကိုဖျက်သိမ်းပြီး Federal စနစ်နဲ့ Democracy စနစ်ကိုတည်ဆောက်ကြမှာဖြစ်ပါတယ်။ချင်းမျိုးသားများနဲ့ချင်းလင်းပြည်သူများခင်ဗျာမင်္ဂလာရှိတဲ့နှစ်သစ်မှာစိတ်သစ်လူသစ်ခွန်အားသစ်နဲ့အမျိုးသားအောင်ပွဲရှိတို့ချီတက်ကြပါစို့ဘုရားသခင်ကမိမိတို့ချင်းလူမျိုးအတွက်ပြင်ဆင်ပေးတဲ့အကြံစီများကိုသိရှိနားလေလက်အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြပါစို့လို့ဖိတ်ခေါ်တိုက်တွန်းအပ်ပါတယ်ချင်းမျိုးသားတော်လှန်ရေးမုတ်ချအောင်ရမည်